ယောဂဖြစ်နေတယ်တချို့ဆိုရင်အမြင်ကဘယ်လောက်ထိကျင်းတော့ဆိုတော့မလီငါမှဖြစ်ရလေခြင်းဘယ်လောက်ညံတုံးတော့တကယ်တော့သူ့မှာဖြစ်တာလားဘယ်ဟုတ်မှာတော့အကုန်ဖြစ်နေတာလေဟောတချို့ဆိုဆိုဝါဝါအဆီဒင်တွေဖြစ်ပြီးတော့သေတယ်ဟောပြောကြပြီအဲ့နာမှာလဲသူတယောက်ပဲဖြစ်တယ်လို့ဖြစ်နေတာကိုဘယ်တော့မှဖြစ်ရလေခြင်းကန်ဆိုးလိုက်တာတကယ်တော့အဲ့လိုအဆီဒင်ဖြစ်တာရောသူတယောက်ဖြစ်တာလားဓာတ်ထိုးခံရတာသူတယောက်လားအပင်မောကြတာသူတယောက်လားအများကြီးပဲလေဟုတ်တယ်မဟုတ်လားနီးမျိုးစုံနဲ့တတ္တဝါတွေဟာပျက်စီးနေကြတာကိုတယောက်တည်းဖြစ်တဲ့ကိစ္စမဟုတ်ဒါကြောင့်အများအားလုံးဒီလိုဖြစ်နေတာလို့စဉ်းစားခိုင်းတဲ့မြတ်စွာဘုရားရဲ့နီလန်းဟာဘလောက်ခင်မိပြီးတော့ပြည့်စုံတယ်လဲဆိုတာစဉ်းစားဟုတ်လားဟိုတလောကအောက်ဆိုးဆရာတော်ဟောတာဘုံဘုံသဘောကျတယ်အနတ္တနဲ့ပတ်သက်ပြီးတော့ဆရာတော်ပြောတာလေအစင်မပြေမှုတစ်ခုခုဖြစ်ပြီဆိုရင်ကိုယ်မှသာလေဒါမျိုးဖြစ်နေတာလို့မစဉ်းစားပါနဲ့တဲ့ကိုယ်လိုဖြစ်နေတဲ့လူတွေအများကြီးလို့စဉ်းစားရမယ်အတ္တဆိုတာကိုယ်ပေါ့နော်အနတ္တဆိုတာအားလုံးကိုမျှပြီးတော့စဉ်းစားတဲ့အနေအထားမျိုးလို့ဆရာတော်အဲ့ဒီမှာအတိပ္ပယ်ဖွင့်လို့တဲ့သဘောရှိတယ်တေချာတော့အဲ့လိုစဉ်းစားလိုက်တာနဲ့စိတ်ကအထိုက်လောက်ပါဖြစ်သွားတော့ပေါ့သွားတာကိုယ်ဒုက္ခတွေဟာနော်ကွဲကြည်သွားတယ်လို့ဖြစ်သွားတော့ခွဲဝေပေးလိုက်ရတယ်လို့မျိုးတောင်ဖြစ်သွားဘယ်သူမှတော့ယူလိုက်တာတော့မရှိဘူးပေါ့ဒါပေမဲ့ကိုယ်စိတ်ထဲမှာငါမှဒီလိုဖြစ်ရလေခြင်းဆိုရင်ဘာဖြစ်လို့ကြက်နေပြီလေးနေပြီတကယ်တမ်းအဲ့ဒါဟုတ်ကောဟုတ်သလားဘယ်ဟုတ်မတော့ကိုယ်လိုဖြစ်နေတဲ့လူတွေပါတော့အပုံကြီးလေအဲ့လိုစဉ်းစားလိုက်တာနဲ့အမှန်တရားကိုစဉ်းစားလိုက်ရရောက်တဲ့အတွက်ကြောင့်စိတ်ကလည်းဘာဖြစ်သွားတော့အကျိုးရလဒ်အနေနဲ့ဆင်းရဲနေတော့တာချမ်းသာမှုဖြစ်သွားတာဟုတ်လားဒါကြောင့်မြတ်စွာဘုရားဒီဒေသနာနဲ့အဲ့ဒီအောက်ဆိုးဆရာတော်ရဲ့စကားကိုရှင်းပြီးတော့စဉ်းစားကြည့်ခုမြတ်စွာဘုရားအိုနာသေးခွဲကံတွဲကိုစဉ်းစားတဲ့နေရာမှာတူတဲ့တယောက်တည်းကိုစဉ်းစားနေတလောကလုံးဒီတိုင်းဖြစ်နေတာအဲ့ဒီကြတဲ့မှာညံဘာဖြစ်သွားတော့ကြီးသွားနော်အဲ့ဒါမြတ်စွာဘုရားအဲ့ဒီမှာနော်လမ်းကြောင်းပေါ်ရောက်သွားတယ်ဆိုတဲ့အသုံးလုံးလေးပါဟောတယ်အဲ့ဒီမှာလမ်းကြောင်းပေါ်ရောက်သွားတယ်အဲ့ဒီလမ်းကြောင်းကိုများလောင်ပွားပြီးဆိုရင်ခုနပြောတဲ့တန်ယောဇနာတိတပ္ပတောပိယံတိတန်ယောဇဉ်ကုန်လုံးကုန်သွားမယ်အနုတ္တယပြန်တိဟွန်တိအနုတ္တယအလုံးကုန်ခန်းသွားမယ်လို့အဲ့လိုမြတ်စွာဘုရားဟောတာဟုတ်လားအဲ့ဒါဘုံဘုံပြောနေတာကဟောနောက်ဆုံးအဆင့်အမြင့်ဆုံးအမြင်ပေါ့ဟုတ်လားအဲ့ဒါပါလေမြေခွေးစိတ်ဓာတ်အနေထားကနေချင်းသေးစိတ်ဓာတ်အနေထားကိုတက်ရမှာဘုံဘုံတို့ကပုံမှန်တိုင်းဆိုရင်တော့ဘယ်စိတ်ဓာတ်နဲ့သွားတာတော့မြေခွေးစိတ်ဓာတ်နဲ့သွားတာနောက်ကိုပြစ်လိုက်တဲ့ခဲတို့ဒုတ်တို့လောက်ပဲဒုက္ခရဲ့လက်သေးတွေခံလို့ထင်းနေတာဟုတ်လားအဲ့ဒါအဲ့ဒီဒုက္ခဘယ်ကလာလဲလို့ဘုံဘုံတို့ကမကြည့်မိဘူးဒုက္ခရဲ့လာရာနော်တကယ်အဓိကအကြောင်းတရားကိုမြင်အောင်ကြည့်ရမယ်ဒီအဓိကအကြောင်းတရားပါတော့ဒီခန္ဓာကိုယ်ကြီးပဲဟုတ်လားပို့ပြီးတော့အကြောင်းတရားကိုတက်ရှာပြရင်ဒီခန္ဓာကိုယ်ကြီးဖြစ်ခြင်းရဲ့အကြောင်းဖြစ်တဲ့လောဘပေါ့လောဘမကင်းလို့ဒီခန္ဓာကိုယ်ဖြစ်တယ်ဒီခန္ဓာကိုယ်ဖြစ်လို့ဒီခန္ဓာကိုယ်မှာဒုက္ခမျိုးစုံတွေ့ရတယ်အဲ့တော့ဒီတကယ်အဓိကလက်သေးတဲ့ခံဒုက္ခရဲ့အကြောင်းတရားကိုပြပါဆိုရင်တော့ဘာကိုပြရမှာတော့လောဘကိုပြအောင်နော်ဟုတ်လားဒါကြောင့်ဒီလိုဒုက္ခနဲ့ကြုံနေတဲ့အချိန်မှာနော်ဒုက္ခကိုနည်းအောင်လုပ်မယ်ဒုက္ခကိုပြည်လဲအောင်ရင်ဆိုင်မယ်ဒါတွေလည်းလုပ်ရမှာပါမလုပ်ရဘူးလို့မဆိုလိုဘူးသို့တော့ပဲထိတော့သွားရမှာတော့ဒီဒုက္ခတွေလုံးဝငါလွတ်သွားအောင်လွတ်မြောက်သွားအောင်ချုပ်ငြိမ်းသွားအောင်လုပ်မဟဲ့ဆိုတဲ့အနေအထားမျိုးအ ਨੇ ဆုံးအဲ့ဒီစိတ်အဲ့ဒီမျိုးစီလေးလောက်တော့ချနိုင်ဖို့လိုမယ်ပေါ့သဘောပေါက်လားဘုံပြောတာကိုအဲ့လိုလုပ်ချင်တယ်ဆိုရင်တတိပဋ္ဌာန်တရားကိုပွားရမယ်တတိပဋ္ဌာန်တရားနဲ့တွဲဖက်ပြီးတော့အမြဲမပြတ်စဉ်းစားဆင်ခြင်ရမယ်အရာဘယ်နှမျိုးတော့၅မျိုးနော်အိုနာတေကွဲကံနဲ့တွဲအမြဲနေတိုင်းရှုဟုတ်လားဒါကိုရှုခြင်းအပြင်အကုသိုလ်ရဲ့အကြောင်းတရားမှန်တွေကိုဖယ်ရှားနိုင်မယ်ကုသိုလ်တွေမေ့နေတဲ့အနေအထားတွေရောကြသွားမယ်ဆက်လက်ပြီးတော့ငါရင်ဖြစ်နေတာမဟုတ်ဘူးအလုံးမှာဒီလိုဖြစ်နေတာလို့စဉ်းစားရင်နောက်ဆုံးဉာဏ်တွေအစဉ်စဉ်မြင့်ပြီးတော့မဉဏ်ဖုန်ဉဏ်တော့ရနိုင်တယ်အဲ့ဒီထိသွားအောင်နော်